နိဗ္ဗတသသံပါဒာဓိကတကဗ္ဗဝါသောနဟောတိဒုတိယကျောင်းရဲ့ဂုံကြီးကိုမြတ်စွာဘုရားဉာဏ်ဥယျာတရားလုံးသကောင်းဉာဏ်တရားလုံးပြောသွားတာတွေကိုဘုရားဂေါသဆရာကြီးကနှုတ်ကလေးတစ်လုံးနှလုံးပေးသွားခုပြောနေတာ၃ခုပေါ့ယရဏတရားပူဇာဒါနနောက်တစ်ခုကသဗ္ဗဒါနခုပြောမှာကဧကဒါနဘာလဲလူတွေကလူတွေထဲမှာအများဆုံးလူစီပါလူလဲဘာကြောင့်များရတယ်လဲအာဝါဒဒါနသာအနုဘာဝေနကျောင်းဒါနရဲ့သွမ်းသတ္တိကြောင့်ဘဝေနိဗ္ဗာန်သာဘဝမကုန်သေးလို့များပဋိသန္ဓေနေကြအောင်မယ်ဆိုရင်သံပါဒာဓိကတကဗ္ဗဝါသောနာမှာကျင်းမြောင်းကြတဲ့စွာရအပ်တဲ့ပဋိသန္ဓေနေခြင်းမျိုးဟာနတ္ထိမရှိတော့ဘူးပရိသတ်နဲ့နေရတဲ့ဆင်းရဲဒုက္ခနော်မိခင်ရဲ့ဝမ်းကြတဲ့ခါမှာ9 လလား10 လလားနေကြရဘယ်လိုနေရနော်အစာသစ်အစာချက်အောက်ထက်ဝန်းရံအစာသစ်အိမ်ကြီးရေပတ်နာချွဲရီနဲ့အမြုပ်တစီစီနဲ့အဲ့ဒါကောင်းပေါ်ရွက်တာတကြအိတ်သိမ့်လိုက်တော့ဘာဖြစ်လဲမစင်ပြည့်အောက်ဆင်းသွားတယ်ချက်နာမှာအစာဟောင်းအိမ်ကြီးအစာဟောင်းအိမ်ပြင်ခုတည်းစာသစ်အိမ်ခေါင်းပေါ်ရွက်သွေးအိမ်ကြီးအိမ်ကြီးထဲမှာနေနေတာလေအကုန်လုံးမေးကုန်ပြီမို့လားပြန်မှတ်မိသေးလားဘယ်သူမှမှတ်ဘူးကျေးဇူးတင်ဖို့ကောင်းတဲ့အဝိဇ္ဇာမှတ်မိတယ်ရသိကြောက်ပြီးအကုန်လုံးတောထွက်ကုန်ကြမှာမမှတ်ပြီးတော့တဲခေါက်အဝိဇ္ဇာကြောင့်နော်အဲ့ဒါမှတ်တာဇာသိအစာကျဲအောက်တဲ့ဝိညာဉ်ပုံဏ္ဏညီလောင်ခြင်းမြောင်းမဲမိုက်မိဝမ်းတိုက်ဝဲပင်၌လောက်လို့မစင်တဲ့ကလောက်ကလေးတွေကြောက်ကောဝန်းပြူကြောပဲ့မျက်နှာမူဒုနကူချာအုတ်ကောင်းထားလျက်ဆောင်းကြောင်လေးတိုင်ဒူးကောင်းကြတဲ့မှာကောင်းလေးရှူထိုင်းနေတာ10 လဘယ်သူသိဘယ်သူမသိသီဝလီနော်အမေဝါနဲ့မှာဘယ်လောက်ကြားတယ်လဲကြားဘူးလေကြားဘူးသလိုသာပြောဟုတ်တာမဟုတ်တာ9 နှစ်တွေ9 လတွေ9 ရက်တွေဒီလိုပြောတယ်မဟုတ်လားဒုစာရ9 နှစ်နဲ့9 ရက်ပဲ9 လမပေါ့အဲ့ဒါဘယင်တပတ်စစ်ဖြစ်ကြနိုင်တဲ့ဘယင်ကရှုံးတဲ့ဘယင်ကိုကျုံးထဲမှာတကားလေးပဲပိတ်လှောင်ထားတာ9 နှစ်ငတ်ပြက်ပြီးတော့သိကြီးကောင်အောင်လှောင်ထား9 နှစ်ရှိတော့ဟိုကအာရင်ကုန်ခံအကုန်ပြက်ပြီးတော့လက်နဲ့ချပါပြီဆိုတာတော့တင်းဝင်တိုက်ခိုက်ချေမုန်းတာ9 ရက်အဲ့ဒီဘယင်ဟာသီဝလိလာဖြစ်တာလေအဲ့ကြမိဝမ်းထဲမှာ9 နှစ်ဖွားမလို့သဗ္ဗကံဝင်လိုက်တော့ကန့်လန့်ဖြစ်နေလို့တဲ့မဖွားနိုင်ဘူး9 ရက်ခွဲစိတ်ဆရာဝန်တွေကအဲ့ဒီခေတ်ကမပေါ်သေးလို့ဖွားလာတော့ကလေးက9 နှစ်သားပဲမို့လားအမေဝမ်းနေရတာ9 နှစ်ဆိုရင်သူ9 နှစ်သားပေါ့ဝမ်းနေရကိုကိစ္စကိုထည့်မတွေ့ဘူးလားတွေ့ရဒီကနေ့ရွှေမဲလိုက်ဆိုတဲ့ကောင်လေးကအဲ့ဒါမေ့တို့ရဟန်းခံနဲ့အသက်20ဆိုရင်19 နှစ်2 လ 3 လဆိုရဟန်းခံလို့ရတယ်မို့လား10 လပဲရမေဝနဲ့ဥစ္စာထည့်တွေ့တယ်ရွှေမဲလိုက်အပြည့်အဝပေးတာဟုတ်တယ်နော်တို့19 နှစ်2 လနဲ့ရဟန်းဝတ်တာ10 လအမေဝနဲ့မှယူလိုက်အဲ့ဒါ9 နှစ်သားလေးဇီဝလီကဘုရားနဲ့တန်ခါအမေနဲ့ဆွေမျိုးတွေဆွန့်ကပ်နေတာတောက်ရည်လိုက်ပေးနေပြီတဲ့ဇီဝလီကနော်9 နှစ်သားပဲပေးနိုင်တာပေါ့အဲ့ဒီမှာရှင်သာရိပုတ္တရာမေးတာငါသားမေ့ပိုက်တယ်မင်းဘယ်လောက်ကြာ9 နှစ်9 လဆင်းရဲဘူးလားတတ္တဝတ္တနိမေနိဩထာနိလောဟိတဂုံပိယံသွေးအိုင်တီးအိုင်ကြီးထဲမှာတပိတော့9 နှစ်နေရတာတိဒုက္ခံပန္တိအလုံးဆင်းရဲပေါ့အေးကွာ
မေအမေဝါနေနေတော့တဆွေလုံးတစ်မျိုးလုံးပူလိုက်ရတာဒီကနေ့မှအကုန်အေးချမ်းသွားတာသီတံလာတိကနာတိနော်အေးဓာတ်တွေကိုသယ်လာတဲ့ကလေးကိုသီဝလိခေါ်ဒါပေမဲ့သီဝလိဒုက္ခကကုဋ္ဌိခံရတော့မယ်သီဝလိအယုတ်ကလေးတွေစင်စွယ်နဲ့ထုပြီးတော့ဆွမ်းခံရင်ဟင်းခွက်ကောင်းကောင်းမရတဲ့ဥစဉ်တွေကခပန်းကြိုးကြညှဆွမ်းခံရင်ဟင်းခွက်ကောင်းကောင်းမရသီဝလိခပန်းနဲ့ထည့်ထားရင်ဟင်းခွက်ကောင်းကောင်းရတယ်ဆိုသီဝလိဒုက္ခဈေးရောမကောင်းတဲ့မိဘတွေကလည်းသူတို့အိတ်ရှုံလေးတဲ့သီဝလိထည့်တာဟောဂုဋ္ဌိကိုကြွေးရမကုန်သေးဘူးအယုတ်တော်ဝက်ကန်းနေရအဲ့ဒါတွေထားလိုက်တော့ပြောချင်တာကအဲ့ဒီလောက်ချင်းမြောင်ကြက်တဲ့ဆင်းရဲတဲ့ပရိသေနဲ့ဒုက္ခကိုဘာနဲ့ဖယ်ရှားကျောင်းအလှနဲ့ဖယ်ရှားလို့ရတခြားဘာတွေလှကရွှေတက်နေလို့ရွှေတွေပြဖို့တောင်းတော့ပုံလှပရိသေနဲ့ဒုက္ခကိုမပယ်ပြောင်းနိုင်ဘူးနော်သိန်း9တန်နဲ့တန်ဖိုးရှိတဲ့ဒီကျောင်းလူကပရိသေနဲ့နေဆင်းရဲကိုမလုပ်လဲဖယ်ရှားအဲ့ဒါကြောင့်လူတွေကလူတဲ့သူဘာဖြစ်သွားအမျက်ဆုံးအဲ့ဒါကြောင့်ဝိဟာရဒါနသံဃတ္တဧကံဗုဒ္ဓိနဝဏိတံသံဃတ္တယာလိမျက်နှာမှာလွတ်လပ်စွာတရင်သုံးတဲ့သံဃာတော်အားဝိဟာရဒါနဗိမာန်သာသံကျောင်းသင်္ကလူဒါနဲ့ဒါနမျိုးကိုဧကဒါနံဒီအမြတ်ဆုံးသောဒါနဧကဒါနမျိုးဟူ၍ဗုဒ္ဓဟိခင်ကသဲတုပွင့်တော်မူကြကုန်သောဘုရားမြတ်စွာဘုရားကဝဏိတံကရုဏာရှိရှိချီးမွမ်းတော်မူအပ်ပေကုန်သတည်း